ဖတီမာပေါ်ပြုတ်မှုခဲ့တဲ့အပြုတ်မှုလေးတစ်ခုကြောင့်လူပြောများနေတဲ့ထထမိုးဦးမင်းသမီးကြီးထထမိုးဦးကတော့လွန်ခဲ့တဲ့10စုနှစ်ကျော်ဝန်းကျင်လောက်ခရဲကအနုပညာလောကမှာဘယမတစ်ပါးဖြစ်နေခဲ့တဲ့သူပေါင်းလှပတဲ့ရုပ်ရည်နဲ့တရုပ်ဆောင်အရေးသွေးကောင်းမွန်မှုတွေကြောင့်ထထမိုးတစ်ခေတ်ရဲ့လိုတောင်ဖြစ်ခဲ့သေးတာပါထထမိုးဖက်ရှင်စပင်ကေအိုက်တင်စသဖြင့်ခေတ်စားခဲ့ကကြော်ညာတွေလည်းတစ်ခေတ်ထားခဲ့သေးတာပါကြော်ညာဘယမလို့အားလုံးကတညီတညွတ်တတ်မှတ်ကြတဲ့အထိထထမိုးကအောင်မြင်ခဲ့တာရှင်ခုလရှိမှလည်းလိုက်ဆေးတွေဆိုင်ဖွင့်ပွဲတွေမှာမပါမဖြစ်ကြော်ညာဘယမတယောက်ဖြစ်နေရာရယူနေစေပါပဲဒီလိုတတဲ့ကျဲမင်းသမီးကြီးတလက်ဖြစ်နေပေမဲ့ထထမိုးရဲ့စိတ်ထားလေးတစ်ခုကတော့ချီကျူးစရာကောင်းနေခဲ့တာပါပြီးခဲ့တဲ့ရက်ပိုင်းကဆိုင်ဖွင့်ပွဲတစ်ခုမှာထထမိုးဦးခင်စာကြီးကျော်တို့လိုဝိုင်းရင်အနုပညာရှင်ကြီးတွေကတက်ရောက်ခဲ့ပြီးဖတီမာကလည်းဆယ်လီတယောက်အနေနဲ့ဖိတ်ကြားခံခဲ့ရတာပါဖတီမာကထထမိုးဦးတို့လိုဝိုင်းရင်တပိုင်းရင်မင်းသမီးကြီးတွေနဲ့တွေ့ရတာကြောင့်ဝမ်းသာလုံးလုံးပျော်မဆုံးဖြစ်နေခဲ့ပါတယ်ဒီအချိန်မှာထထမိုးဦးကဘယ်သူမှမပြုတ်မှုတဲ့အပြုတ်မှုတစ်ခုကိုလှုပ်ဆောင်ခဲ့တဲ့ရှင်ဒါကတော့ဖတီမာနဲ့အတူတူတရင်တနည်းနဲ့ဓာတ်ပုံတွေ့ရိုက်ခဲ့တာပါပဲဖတီမာလိုတာမန်ဆယ်လီတယောက်ကိုအခြားအနုပညာရှင်တွေကမေထုခေါ်ပြောပဲရှိပြီးဖလဲတကယ်မရှိကြပေမဲ့ထထမိုးကတော့ဖော်ဖော်ရွရွဆက်ဆံခဲ့တာပါဒါကြောင့်ဖတီမာကလည်းဝမ်းသာနေသလိုပရိသတ်တွေကလည်းဘသူကိုမစုံမာနမရှိမခွဲခြားဆက်ဆံတတ်တဲ့ထထမိုးရဲ့စိတ်ထားလေးပေါ်လေးစားနေတာဖြစ်ပါတယ်ဖတီမာကိုတင်းရင်တနည်းဖော်ဖော်ရွရွဆက်ဆံခဲ့တဲ့ထထမိုးရဲ့စိတ်ထားလေးပေါ်ပရိသတ်တို့ရောဘလို့ထင်မြင်မိပါသလဲရှင်